ကိုကမှကိုလူပါယူနွယ်လင်း expectations မျှော်လင့်ခြင်းများ and rejections ညှင်းပယ်ခြင်းများလူတိုင်းဆက်ဆံရေးတိုင်းစီမှာ expectations တွေဟာပုံစံမျိုးစုံနဲ့ရှိတတ်ကြပါတယ်ဥပမာမိဘဟာသားသမီးစီကကြံလည်တည်တတ်တာကိုလိုချင်တဲ့မျှော်လင့်ခြင်းတွေရှိမယ်ရီးစားကကိုယ့်ကိုနားလည်ပြီးအလိုလိုက်ဂရုစိုက်တာကိုခံကျင်တဲ့မျှော်လင့်ချက်တွေရှိမယ်ကိုယ့်ရဲ့မွေးနေ့ကိုမှတ်မိနေစေချင်တာအလုံးရှင်ကကိုအားထုတ်မှုတွေကိုအတိအမှတ်ပြုပြီးချီးကျူးစေချင်တာကိုစူးစမ်းဖန်တီးထားတဲ့ကုန်ပစ္စည်းလေးကို customer တွေကနှိမ့်ချိုက်စေချင်ပြီးကိုစာတင်ကြားပေးနေတဲ့တပည့်လေးကစောင့်မပွဲတိုင်းကိုထိတ်ဆုံးကနေအောင်မြင်စေချင်မိရတာမျိုးအထိစတဲ့မျှော်လင့်ခြင်းမျိုးမျိုးပေါ့လေတချို့သော expectation တွေဟာတစ်ဖက်လူထံကနေကိုယ့်စီကိုပြန်လာမဲ့တုံ့ပြန်မှုတွေဖြစ်ခြင်းဖြစ်မယ်ဒါမှမဟုတ်လဲတစ်ဖက်လူစီမဲ့သွားဖြစ်စေခြင်းနေတဲ့ outcome တွေကိုကြိုမျှော်လင့်မိတဲ့ expectation တွေလည်းဖြစ်ခြင်းဖြစ်နေမှာပါပဲဒီနေရာမှာကျမကတော့ hope and expect ဟာကွာခြားကြောင်းကြားဖြတ်ပြောခြင်းရဲ့ hope ဆိုတာကကြမျှော်လင့်တာဖြစ်ပြီး expect လုပ်တာမျိုးကြမျှော်လင့်ချက်ထားတာအထိဖြစ်သွားပြီရဲ့ကျမတို့ဟာကိစ္စတိုင်းကိုအပြုသဘောဆောင်ပြီးအကောင်းဆုံးဖြစ်လာမှာပါလေဆိုတဲ့ hope နဲ့ကြိုးမျှော်လင့်လို့ရတယ်သို့တော်ညာဖြစ်ကိုဖြစ်လာရမယ်ထင်တာပါပဲဆိုတဲ့မျှော်လင့်ချက်နဲ့ expect လုပ်မိတာမျိုးကြအန္တရာယ်များတတ်ပါတယ်ဆိုလိုတာမျှော်လင့်ချက်တွေဖြစ်မလာတဲ့အခါကျမတို့ကြုံတွေ့ရနိုင်တဲ့ emotion စိတ်ခံစားမှုအမျိုးမျိုးရဲ့တက်ရောက်မှုလေးတွေပေါ့လေဝမ်းနည်းမယ်နာကျင်မယ်ရှက်ရွံ့မယ်ဒါမှမဟုတ်လဲဒေါသဖြစ်နိုင်တာရှိမယ်စိတ်ပြတ်နိုင်တာတွေရှိမယ်စသည်ပေါ့ဒါကြောင့်သာ expectation တွေထားနေတဲ့၍တော့ဒီခံစားမှုတွေကိုကျမတို့ဟာနေ့စဉ်နဲ့အမျှရင်ဆိုင်နေရအောင်မှာပါပဲကိုငှားစီးတဲ့ taxi driver ကကားကိုစီကန်းတကျမောင်းနှင်မှာပဲလို့မျှော်လင့်ချက်ထားတာကိုဝယ်သွားတဲ့လက်ဆောင်ကိုမိတ်ဆွေကနှစ်သက်မှာပဲဆိုတဲ့မျှော်လင့်ချက်ဖြစ်တာဒါတွေဒီလည်းပဲပါဝင်တာပေါ့ကိစ္စအသေးအဖွဲကနေကြီးကြီးကျယ်ကျယ်တွေအထိကျမတို့ဟာကိုရလာမဲ့ response results and outcome တိုင်းကိုအကောင်းဆုံးအနေအထားဖြစ်နေဖို့မျှော်လင့်လို့ပဲရမယ်မျှော်လင့်ချက်ထားဖို့တော့တဲမဖြစ်နိုင်ဘူးကွယ်တေချာတွေးကြည့်ပါရင်ကိုဟာနဲ့ကိုတောင် expectation တွေထားမိသမျှအားလုံးလိုဖြစ်လာခဲ့လို့လားပေါ့ချင်းပုံမှန်သွားပါစေတော့ဆိုတဲ့ expectation နဲ့တလားစာဖီးသွင်းခဲ့ပေသည့်တကယ်တမ်းကျ15ရက်လောက်ပဲသွားဆော့ပစ်ခဲ့တာတစ်နှစ်ကုန်ရင်တော့ငွေဘယ်လောက်စုမိပြီဟဲ့ဆိုတဲ့ expectation နဲ့ကြိုးပြောနေရကမမျှော်လင့်တဲ့အခြေအနေတစ်ခုကြောင့်စုလို့မပြီးဆုံးသေးတဲ့ငွေတချို့တဝက်ကိုထုတ်သုံးလိုက်ရတာစတာမျိုးတွေလည်းရှိလာနိုင်သားမို့ဆိုတော့ကြည့်ပါအောင်ပေါ့လေတို့တွေကိုယ်တိုင်တောင်မိမိကိုယ်ကိုပြန်ပြီးမျှော်လင့်ချက်ထားလို့ဖြစ်နိုင်ခဲ့လို့လားပေါ့ကိုလုံးနိုင်တာမှန်သမျှအကောင်းဆုံးပြုလုပ်ခဲ့ပြီးပြီဆိုရင်ကိုကျမတို့ဟာအဆင်ပြေသွားမှာပါလေဆိုတဲ့ hope ထားသင့်ပေသည်တထိတ်ချ expectation မျိုးတော့မဖန်တီးမိစေဖို့တတိထားပေးရပါမယ်ဥပမာသူငါ့ကိုပြန်ချစ်ကိုချစ်မှာပါဆိုတဲ့မျှော်လင့်ချက်မျိုးမထားမိတဲ့အခါချစ်ချင်းမြတ်တာတွေသူ့စီကရောက်မလာခဲ့တဲ့အခါတွေမှာလဲစိတ်ပြက်ခြင်းဒေါသဖြစ်ခြင်းဝမ်းနည်းခြင်းတွေကြုံမလာရတော့ဘူးပေါ့ဒါကြောင့်သာပဲကျမခေါင်းစဉ်မှာတဲကိုက expectations and rejections လို့ရေးပြထားခဲ့တာမို့လားကျမတို့တွေဟာလောကကြီးမှာရှိသမျှလူတိုင်းအရာတိုင်းကိစ္စရပ်တိုင်းကိုသဘောကျနှစ်ချိုက်လက်ခံဆုံးမဖို့မဖြစ်နိုင်တယ်လို့ပဲတို့တွေကိုလည်းကဘာကြီးပေါ်ကကြုံဆုံလာသမျှဆက်ဆံရေးတိုင်းတော်ဆက်မှုတိုင်းနဲ့ပတ်သက်ပြီးကိုယ်ဖန်တီးမှုရလဒ်တိုင်းဟာအနှစ်သက်အချစ်ခင်ခံကိုခံရမှာပဲဆိုတဲ့ညှော်လင့်ချက်မျိုးထားလို့ဘယ်ဖြစ်မလဲရဲ့ရှင်းအောင်ပြောကြရရင်လူတိုင်းကတော့ရှင်တို့ကိုကြိုက်နေမှာမဟုတ်ဘူးပဲဒီလိုကနေပဲကျမတို့ဟာ rejection ဆိုတဲ့ညှင်းပယ်မှုတွေကိုရင်ဆိုင်လက်ခံရတော့တာပေါ့သို့ပေမဲ့ကိုနားလည်ရမှာတခုက rejection ဆိုတာမျိုးဟာတကယ်များတော့ is normal ပါဆိုလိုတာကိုဟာ nice and great woman ဖြစ်နေလျက်ကရှင်တို့ကိုကောင်းလေးကဖြတ်သွားပါအောင်တော့ဒါလည်း normal ဖြစ်လေဖြစ်တာရှိတဲ့လောကရဲ့ rejection တစ်ခုပဲမို့ဒါကိုကျမတို့ဟာလက်ခံနိုင်ရပါမယ် I mean it happens you know
sometimes it just happen ဆိုတာမျိုးပေါ့လေတချို့တွေများဆိုမိဘစီက rejections တသမီးစီက rejection စတာတွေများတောင်ပုံမှန်ကိစ္စတစ်ခုလိုပဲဘဝတစ်လျှောက်လုံးကြုံရဆုံရရင်ဒီလိုဖြတ်တန်းချရတာပါပဲ but it does mean you are not good enough maybe you are not good enough for them ဒါပေမဲ့ကိုပါလဲလို့တခြားသူတွေရဲ့ရှုထောင့်တစ်ခုအနေနဲ့သူတို့မျှော်မှန်းထားသလောက်ကိုဟာကောင်းမနေတာမို့ဒီလိုတွေစီကနေ rejection တွေရခဲ့တယ်ဆိုရင်လည်းဘာဖြစ်သေးလဲ because there is dire expectation and there is not your fault ကိုတောင်မှကိစ္စတိုင်းဖြစ်ရတိုင်းကိုအမြဲလို yes ကြည့်ပဲခေါင်းငိမ့်တက်လို့လားလေဆိုတော့အလားတူပဲတို့တွေစီလဲ yes တွေတာရောက်ကိုရောက်လာမှလို့ညှော်လင့်ချက်ထားဖို့မဖြစ်နိုင်ဘူးပေါ့ဒီအတွက်ပဲကျမကရှင်တို့ကိုဟာအမြဲလူတွေစီကလောကကြီးစီက yes တွေကြီးရကိုရလာမှာပဲဆိုတဲ့ expectation တွေစိတ်ထဲမှာဖြစ်မသွားဖို့နဲ့ rejection တွေဖြစ်တဲ့ no တွေကြီးပဲကိုယ်စီရောက်လာရတဲ့အချိန်တွေမှာလဲစိတ်ဓာတ်တွေကြအတွေးတွေလွန်မနေပဲအေးအေးဆေးဆေးလေးလက်ခံနိုင်ဖို့တိုက်တွန်းချင်ပါတယ် That is normal doesn't make it pity don't be dramatic ဆိုတာမျိုးပေါ့သတိပေးချင်ပါတယ်ကျမဆိုလဲ rejection တွေများလှည့်နေအောင်ရခဲ့ဘူးတပါမိဘစီကအလုပ်စီကကောင်လေးစီက client တွေစီကလောကစီကအိုးစုံလို့ကိုနေတာပဲဒါဆိုတစ်ဖက်ကပြန်တွေးကြည့်ရင်ကိုကရောလူတွေကို rejection ပြန်မပေးဘူးလားဟုတ်တယ်နော်ကျမတို့လည်းလူတွေကို no တအားပြောကြတာပါပဲကျမတို့လည်းဖြစ်ရတိုင်းကိုမျှော်လင့်ချက်တွေတအားထားမိတတ်ကြတာပါပဲဒီလိုကနေဒီလိုအရာတွေဖြစ်လို့မလာတဲ့တနေ့မှာတော့ emotion ပေါင်းစုံနဲ့တစ်ဖက်သူစီအပြစ်တွေတင်ပြပြီးညှင်းပယ်တတ်ခဲ့ပြီပေါ့တကယ်များတော့ rejection တွေဟာ painful အမတန်ဖြစ်တာကျမတည်တာပဲကောင်လေးကကိုကိုလန့်ခွဲသွားတာမနာကျင်ပဲနေမလားမိဘကကိုလောက်ရက်ကိုအကောင်းမမြင်တာမခံစားရပဲနေမလားပဝင်းကျင်တစ်ခုလုံးကကိုအမြင်ဆောင်ပြီးအစိုးတွေကြီးဝေဖန်ကုန်ကြတာဟာရောစိတ်မထိခိုက်ဘူးထင်လား rejection တိုင်းဟာတင်းငယ်သည်ဖြစ်စေကြီးကျယ်သည်ဖြစ်စေ is really painful ပါတို့ပေမဲ့တို့တွေနားလည်ရမှာဟာ you can't make everybody happy you can't make everyone like you ဆိုတော့ရှင်တို့ဟာလူတိုင်းကိစ္စတိုင်းဖြစ်ရတိုင်းအပေါ်မယ်ကိုထင်ရမျောလင်းချက်တွေမထားပါနဲ့သို့တော်ညာတပြိုင်နက်တည်းမှာတော့ကိုဟာကိုတင်ငယ်စိတ်ကင်းကင်းနဲ့ယုံကြည်မှုရှိပြီးအကောင်းဆုံးတွေကိုတော့မျှော်လင့်တတ်ရပါမယ်ဒီအပြင်မတော်တဆ rejection တွေရခဲ့ရင်လည်းအချမ်းမခံစားနဲ့ပေါ့တို့တွေဟာပြည့်စုံခြင်းမရှိတဲ့လူသားမျိုးနွယ်တွေကြီးမို့လူသားပြညင်းပယ်ခံရတဲ့ကိစ္စဟာပုံမှန်ကြုံနေကြစိတ်ကုန်ခြင်းစရာကိုရီရဲ့ချင်းဘတ် result တစ်ခုသာဖြစ်ပါတယ်မှတ်မိကြနော်ကျမရဲ့ရှေးကောင်းစဉ်ပဲပြောပြမထားဘူးလား resilience and moving forward နိုင်ရမယ်လို့လေ smart ကြ branded person တယောက်ဖြစ်နေပေါ့ကွယ်